တောင်းပေးမဲ့30ရာခိုင်နှုန်းဘတ်9သိန်းကျော်လောက်နဲ့ကွန်ဒိုတစ်ခန်းပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးကြီး Supply Set Serena Green Condo ဟာ MRT အဝါလိုင်းပေါ်မှာတည်ရှိတာဖြစ်ပြီးတော့1 square meter ကိုဘတ်9000ဝန်းကျင်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။အခန်းရဲ့30ရာခိုင်နှုန်းကနဦးပေးချေရမှာဖြစ်ပြီးတော့ဘတ်9သိန်းကျော်မြန်မာငွေ3600လောက်ရှိတာနဲ့ကွန်ဒိုတစ်ခန်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ကျန်တဲ့80ရာခိုင်နှုန်းကိုတော့ကွန်ဒိုပြီးအခန်းအပ်တဲ့အချိန်ရောက်မှပေးချေသွားရမှာဖြစ်ပါတယ်။ကျိုး point သဘောမျိုးလဲရကျင်တဲ့ဈေးတန်ပြီး MRT နီးပြီးတော့ရက်ကွက်စီကားတဲ့ထဲကလည်းရကျင်တယ်ဆိုလို့ရှိရင်တော့ Supply Set Serena Green project လေးကတော့အကောင်းဆုံး project လေးတစ်ခုဖြစ်ပါတယ်။အခုနောက်ပိုင်းအဝယ်များလာတဲ့ low rise condo အမျိုးအစားဖြစ်ပြီးတော့ Tower ABC ဆိုပြီးတော့တိုက်3တိုက်တိစောက်သွားမှာဖြစ်ပါတယ်။ Modern life တစ်ခုကိုပြည့်ပြည့်ဝဝခန်းစားနိုင်ပြီးတော့ facility တွေကိုလည်းအပြည့်အဝထည့်သွင်းပေးတယ်လို့အခန်းတွေကလည်းတကယ်ကိုကြစ်ကြစ်လစ်လစ်နဲ့လေးယောက်လေးတွေဖွဲ့စည်းပေးထားအောင်မှာလည်းဖြစ်ပါတယ်။ condo လမ်းထိပ်မှာဆိုလို့ရှိရင် MRT Yellow Line, Sequence Square Serena Green, Paradise Park, Macro, 7-Eleven စတာကြီးလည်းရှိအောင်မှာဖြစ်ပါတယ်။ St. Mark's Australian International School, Dusit Thani College စတာတွေရှိပြီးတော့အပန်းဖြေအလဲသွားဖို့ဆိုလို့ရှိရင်လည်းအရန်ကောင်းတဲ့ဧကနေရာလောက်ရှိရဲ့ဆူအလွန်ရာမကောင်းစတဲ့နေရာတွေမှာလည်းပတ်ချာလဲတည်ရှိတာဖြစ်ပါတယ်။ဈေးနှုန်းအပြင်ကတော့ 2.55 million ဘတ်ကစတင်ပြီးတော့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Supply Set Serena Green ကွန်ဒိုခန်းလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Mega Property Bank နဲ့အချိန်မီဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။